ငပိရလာပါလားမတဲကွယ်ငပိရတော့မဟုတ်တော့ဘူးထင်တာပဲပူစီနဲ့အနမ်းနဲ့ရတယ်ကျမငပိရမစားတော့စားမလို့လေးတော့ဖြစ်နေရပေါ့ကွယ်ငပိရလည်းတစ်ခါမှမမြင်ဘူးတော့ရတာဘလို့နေမှလည်းမသိဘူးရှားမှာမရှားဘူးလားငပိရမဟုတ်သေးကြနော်6ရက်မြောက်နေ့လေးမှာတော့ရခိုင်ဆိုင်ကနေပြီးတော့အမှားစားဖြစ်တယ်ပေါ့နော်ဒီဟာကချွဲအကြိုက်ဆုံးငဖယ်နဲ့ဘဲဦးနဲ့ကိုရောချက်ထားတာဒီဘက်ကကြောင့်ငနီတူကြောက်ကြော်ဒီဘက်ကငနီတူကြောက်ကြော်ကိုတုတ်ထားတယ်ပေါ့နော်အဲ့ဒါကြတော့တခွာတီထောင်ပြီးလို့ရှိရင်ဟိုကအမဲသားမစားတော့ပိတ်ထားတယ်ဒါတိုးစရအစုံလင်းလေးနဲ့ပြီးလို့ရှိရင်ဟိုကမြက်ကြော်ပြီးလို့ရှိရင်ပစုံကိုသူကတောက်ဆန်းလေးလားမသိဘူးလောက်ထားတာပေါ့နော်အဲ့ဒါပစုံပုံလေးတွေးလို့မှလိုက်တယ်ပြီးတော့ငပိရလားမသိဟိုပစုံနဲ့လောက်ထားတဲ့ဟင်းရလားမသိနဲ့အဖြစ်နေသေးတာကျွန်မကကြတော့အစားစားလို့ရှိရင်ကြီးအရင်များတယ်ပေါ့နော်ဘဲဦးဆိုလို့ရှိရင်လည်းအနှစ်မစားဘူးကျွတ်တဲ့နေရာလေးပဲရွေးစားတယ်အဲ့လိုမျိုးစားပြစ်တာပေါ့နော်အဲ့တခွာတီတောင်းလေးဆိုလို့ရှိရင်လည်းအရန်ကောင်းတဲ့ချင်းဆက်လေးနဲ့ဆက်စားလိုက်အောင်မယ်နော်ဟယ်လိုဒီနေ့တော့6ရက်မြောက်နေပါမနက်စေးကိုအခုဆိုရင်3:18ဖြစ်နေပြီပေါ့နော်နေ့လယ်မှာတောက်ပါတယ်နေ့လယ်တော့မအောင်ညနေရောက်တော့မယ်မနက်ကထားတာနောက်ကျတယ်ထမင်းစားနောက်ကျတော့အခုမှတောက်ပါမယ်ဒီနေ့ခံစားရတာလေးကတော့မနေ့ကညနေကတော့ကိုယ့်ဟာကိုယ်တယောက်တည်းထားရတယ်ပေါ့နော်နားနေပေမဲ့ရင်ဘက်ကဒီနာခွဲထားနေရလေးကနားနေပေမဲ့ထားနိုင်တယ်ဒီမနက်မိုးလင်းတော့အားနိုင်ကြွားတစ်ခါနိုးတယ်ပေါ့ကိုထားလို့မရအောင်အရန်တင်းကျပ်ပြီးတော့အရန်နာတယ်အဲဒီမှာဘရာဝတ်ထားတော့ဘရာကတင်းနေထင်နေရအဲ့လိုမျိုးပြမယ်နော်ဒီမှာနော်ဘရာကမဟုတ်ဘဲနဲ့ဒီမှာအောက်မှာဟောလေးရှိတယ်ခွဲထားတဲ့နေရာလေးပေါ့နော်အဲ့နေရာလေးကနေအရန်တင်းပြီးတော့နာတာတော်တော်အီစိမ့်စိမ့်လေးနာပါတယ်အဲ့နေရာကနေနာတော့ကိုယ့်ကိုမထားတော့ဘူးတယောက်ကိုထူခိုင်းရတယ်ပေါ့နော်ဒီနေ့ကလည်းအတိုင်းပဲခဏကအရန်နာပြီးတော့တောင့်တင်းနေတယ်အဲ့လိုပဲဒီနှာခေါင်းကကြတော့ညာဘက်ကသွေးရည်ကြီးလေးပြင်ကြတယ်ပေါ့နော်မနှက်ဖြန်ရောက်လို့ရှိရင်တော့ဒီနှာခေါင်းစွပ်ကြီးဖြုတ်ရပါပြီအဲ့လေးလာပြောပြတာပါခေါင်းလည်းမလျှော်သေးဘူးဆိုတော့ဒီနေ့အပြင်ဆိုင်နဲ့ခဏနေလို့ရှိရင်ခေါင်းမှာတစ်ခါလျှော်လိုက်တယ်အခုဆိုရင်ကျွန်မခေါင်းလျှော်ပြီးတော့我冇得收吧？我တီးဆွဲဖို့သွားပါဦးမယ်ဟုတ်ပါမဟုတ်ဘူး我冇得收吧？没，搞唔掂就有。ချီတက်တော့ပါဦးမယ်ကျမရဲ့မဒီနှာခေါင်းကြီးနဲ့နင်းနဲ့ရှောက်သွားနေရတာနဲ့ဒီနှာခေါင်းကြီးနဲ့လည်းရှောက်သွားတယ်ငယ်တုန်းကဆိုရင်တော့ရှက်တယ်ဘာမှမရှက်တော့ပါဘူးဘာလို့လဲဆိုရမ်းလာနေထင်တော့ပါရှက်ကြောပြတ်သွားပြီတကယ်ပြတ်သွားတယ်လို့လို့ဝရမ်းနေကြည့်လဲချစ်စရာလေပါညနေလေးကတော့မစိုးတလောက်မဟုတ်တော်တော်တိတိတတကြီးခြောင်ကြသွားတယ်မြင်တွင်းနေရတော့ရောင်နေသေးတယ်အမေအဆင်ပြေပါတယ်မနေ့ဖြစ်ရနှာခေါင်းလေးဖြစ်ရတော့မှဆိုအရင်ခုန်နေပါပြီရှင်ဘယ်လိုလေးထွက်လာမလဲဆိုတာကျမညနေပိုင်းရောက်တော့ဂျေဦးလေးတောက်ချင်လို့ပေါ့နော်ဂျေဦးချက်ကင်စာတေးပြီးတော့အေးလေးတွေသွားတောက်ပြတယ်ပေါ့နော်ကျမရှေ့ဗီဒီယိုမှာတင်ထားတဲ့ပစွန်းနဲ့စက်သားစားနေတဲ့ဗီဒီယိုတွေ့ပြီးတော့စိတ်ပူပြီးလာပြောပေးတဲ့အမတွေညီမလေးတွေတယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်ချောဟာတခြားအသားတွေလည်းမစားဘူးပေါ့နော်အဲ့တော့ပစွန်နဲ့ဒီကြက်သားငါဒီလောက်လေးပဲစားတဲ့အတွက်နည်းနည်းလေးပဲစားတာပါရှင်